ပတ်စံတန်းချီတန်နဲ့ရှေးဟောင်းပကြီးကားတစ်ချက်ရေနဲ့ထိလိုက်ယုံနဲ့တွင်အယောင်တွေပျော်စင်းပြီးပျက်စီးသွားတဲ့အခါတကယ်လက်ဒီအမှန်ကဘသူဖြစ်မလဲအထက်တန်းလွာတွေရဲ့ပွဲလေကောင်မှာအဖြစ်မရှိပဲမတရားဆွဆွဲပြီးအဆက်ခွဲတာကိုခံလိုက်ရတဲ့ဆိုရဒါပေမဲ့လူတိုင်းထင်ထားသလိုသူမဟာအားနွယ်ပြီးမွေယိုနေမဲ့မိန်းကလေးတယောက်မဟုတ်ပါဘူးသူမရဲ့ထူးချွန်ပြောင်မြောက်တဲ့ရှေးဟောင်းပစ္စည်းပြုပြင်ထိန်းသိမ်းရေးပညာရဲ့နဲ့တင်ဒီပကြီးကားဟာဒေါ်လာတန်းချီတန်းနဲ့အဖိုးတန်ပကြီးကအစ်စ်မဟုတ်ပဲရေဆိုတာနဲ့ပျက်စီးသွားတဲ့အောက်တန်းစားအတူရောင်တစ်ခုသာဖြစ်ကြောင်းလူတိုင်းမျက်စိရှိမှတင်သက်သေပြပြီးဝက်လန့်လိုက်ပါတော့တယ်ဒါပေမဲ့မှန်တရားကိုပေါ်တင်ချပြလိုက်နိုင်တဲ့ဇလန်းကဒီတင်မဲပြီးဆုံးသွားတာမဟုတ်ပါဘူးအဲ့ဒီလိုရှုပ်ထွေးနေတဲ့အချိန်မှာပဲပွဲလေခေါင်ကိုရောက်လာခဲ့တဲ့တထေးသားဂျီယိုသူဟာဆိုရရဲ့တရားဝင်ခင်မွန်းဖြစ်တယ်လို့သူတို့နှစ်ယောက်ဟာလူမသိသူမသိပြို့ဝက်အိမ်ထောင်ပြုထားကြတဲ့နေမယားတွေပါဒါပေမဲ့ဆိုရအတွက်ပူပြီးရင်နာဖို့ကောင်းတဲ့အမှန်တရားတစ်ခုကထပ်ပြီးပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒါကတော့ဂျီယိုဟာသူမကိုတကယ်ချစ်လို့လက်ထပ်ခဲ့တာမဟုတ်ပဲသူဗန်ဒရာကနေရတဲ့တခြားအမျိုးသမီးတယောက်နဲ့ရုပ်ချင်းတူနေလို့အစားထိုးသက်ဖြစ်ပဲသဘောထားပြီးအတုံးချခဲ့တာကိုဆိုရတယောက်သိရှိသွားခဲ့ရတာပါပဲချီရသူရဲ့တစ္ဆာဖောက်မှုနဲ့နာကျင်မှုတွေရင်ထဲမှာပြည့်ညတ်သွားတဲ့ဆိုရကတော့ဒီလိုအောက်တန်းကြတဲ့ဆက်ဆံရေးကိုအဆုံးသတ်ဖို့အတွက်မနှက်ချင်မနှက်မှာပဲအရေးချင်းစိတ်ယုံကိုတွားပြီးကွာရှင်းပြက်ဆဲဖို့ပြက်ပြက်သားသားဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့ဂျီယိုကတော့သူမကိုလွယ်လွယ်နဲ့လက်လွတ်မခံချင်သေးပါဘူးသူ့ရဲ့အဖွားဖြစ်သူကမိသားစုအတွက်အရေးကြီးတဲ့ကြေညာချက်တစ်ခုထုတ်ပြန်ဖို့ရှိနေတာမို့လို့ဆိုရကိုအိမ်ကိုနောက်ဆုံးအကြိမ်ဖြစ်လိုက်ခဲ့ပေးဖို့အတင်းကျပ်တောင်းဆိုလာတဲ့အခါမှာတော့လူ့ဝက်ချက်တွေအညိုးတေးတွေနဲ့ပြည့်ညက်နေတဲ့သူတို့နှစ်ယောက်ရဲ့အိမ်အောင်ရေးပါဆက်ဖြစ်မလဲဆိုရဟာအစားထိုးမိန်းကလေးဘဝကနေရုံထွက်ပြီးသူမကိုနှင်ခဲ့တဲ့သူတွေကိုဘလို့မျိုးကလဲစားချေတုတ်ပြန်မလဲဆိုတာကတော့